သစ္စာရှိဆုံးသတ္တဝါသို့မဟုတ်အောက်ချင်းငတ်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တန်ရင်ဖြစ်ပါတယ်ဒီနေ့တော့အောက်ချင်းငတ်တွေရဲ့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာမျိုးပွားခြင်းထူးခြားချက်အောက်ချင်းငတ်သည်မြန်မာနိုင်ငံပါဝင်အရှေ့တောင်အာရှဒေသများတွင်တွေ့ရသောကြီးမားခမ်းနားပြီးထူးခြားသောငှက်မျိုးစိတ်ဖြစ်ပါတယ်အောက်ချင်းငှက်၏မျိုးပွားပုံသည်အခြားငှက်များထက်ထူးခြားပြီးစိတ်ဝင်စားစရာကောင်းပါတယ်အောက်ချင်းငှက်မှသည်ကြီးမားသောတစ်ပင်များ၏အမြင့်ပေရှိအခေါင်းပေါက်ထဲသို့ဝင်ရောက်ကအတိုက်လုပ်ပါတယ်ထို့နောက်ငှက်မှသည်မိမိကိုယ်တိုင်ကိုအတိုက်၏အပေါက်ဝတွင်ခြေရွှွန့်နှင့်အစာတို့ဖြင့်လုံးဝအလုံးပိတ်ပစ်ပါတယ်အလုံးပိတ်တဲ့အခါငှက်ထီးလဲကူညီပါတယ်အပြင်သို့ထွက်သည့်လေဝင်လေထွက်အပေါက်ငယ်လေးတစ်ခုသာခြံထားတတ်ကြပါတယ်ငှက်မသည်ဥမသားပေါက်ပြီးအရွယ်ရောက်သည့်အထိလာပေါင်းများစွာအတိုက်ထဲတွင်နေကြပြီးငှက်ထီးကအစာရှာကျွေးကြပါတယ်သားပေါက်များအတောင်လက်ဆုံးလာသောအခါမှသာအတိုက်ကိုဖောက်ထွက်ပြီးပြန်လည်ထွက်ခွာလာကြပါတယ်အောက်ချင်းငှက်မျိုးစိတ်အများစုသည်တသက်တာလုံးတကောင်တဲနှင့်သာရှင်တွဲနေထိုင်ကြပါတယ်ရုပ်သွင်းနှင့်ပုံပန်းသဏ္ဍာန်အောက်ချင်းငှက်၏ရုပ်သွင်းသည်အလွန်ထင်ရှားပြီးအခြားငှက်များနှင့်မတူဘဲထူးခြားပါတယ်အောက်ချင်းမျိုးနယ်ထဲတွင်အကြီးဆုံးငှက်များထဲမှတစ်ကောင်ဖြစ်ပြီးအလျားအားဖြင့်65စင်တီမီတာမှ130စင်တီမီတာ3ပေမှ4ပေကျော်အထိရှည်လျားပါတယ်အဓိကအားဖြင့်အနက်နှင့်အဖြူရောင်တို့ရှိပြီးအမိအတောင်ပံနှင့်လေပင်တို့တွင်အဝါနုရောင်သို့မဟုတ်လိမ္မော်ရောင်အနှဲငယ်ရောနေတတ်ပါတယ်အထင်ရှားဆုံးမှာကြီးမား၍အဝါရောင်နှင့်အနက်ရောင်တို့ရောနေသောဦးကောင်းခုံဖုံဖြစ်ပါတယ်ဤဦးကောင်းခုံဖုံသည်ဥကျိုတရံရှိပြီးအရွယ်ရောက်ပြီးသောငှက်ထီးများတွင်ပိုမိုကြီးမားထင်ရှားပါတယ်နှုတ်သီးမှာကြီးမားတော်လဲပေါ်ပါသောအလေးချိန်ရှိပါတယ်တိုးညင်းသောဟုတ်ကဲ့သို့အတန်မျိုးများကိုပြုလုပ်တတ်ပါတယ်အစားအစာနှင့်အမူအကျင့်အဓိကအားဖြင့်တစ်သီးများအထူးသဖြင့်တင်မော်သီးတဖန်သီးနကြယ်သီးတို့ကိုစားသုံးကြပါတယ်ထို့ပြင်အင်းဆက်များကုန်းတရဝါငယ်များတွားတရဝါငယ်များနှင့်ငှက်ဥငှက်တိုက်များကိုလည်းစားတတ်ကြပါတယ်အောက်ချင်းငှက်သည်တစ်သီးများကိုစားပြီးမျိုးစိများကိုပြန်လည်ဆွန့်ထုတ်ပေးသောကြောင့်တစ်တော်များ၏မျိုးစိပြန်ပွားရေးတွင်အလွန်အရေးပါသောအခန်းကဏ္ဍမှာပါဝင်ကြပါတယ်ကြီးမားသောအရွယ်စားရှိသောလည်းပြန်တမ်းမှုကောင်းမွန်ကြပါတယ်တောင်ပံရိုက်ခဲ့တန်သည့်အလွန်ကျယ်လောင်ပြီးလေထဲတွင်ရှော့တိုက်ပြန်တမ်းခြင်းကိုလည်းပြုလုပ်တတ်ကြပါတယ်နေထိုင်ရာဒေသနှင့်ပတ်ဝန်းကျင်အိန္ဒိယနိုင်ငံအနောက်ပိုင်းဂတ်ဒေသမှသည်အရှေ့တောင်အာရှရှိမြန်မာထိုင်းမလေးရှားအင်ဒိုနီးရှားစသည့်နိုင်ငံများအထိပြန့်နှံ့စွာတွေ့ရတတ်ပါတယ်များသောအားဖြင့်တစ်တော်ထူထပ်သောဒေသများအထူးသဖြင့်မပြတ်မစည်းရှိသောအမြဲစိမ်းတစ်တော်ကြီးများတွင်နေထိုင်ကြပါတယ်အမြင့်600မီတာမှ2000မီတာကြားရှိတစ်တော်များတွင်ပုံမနှစ်သက်စွာနေထိုင်ကျစားကြပါတယ်ဒီနေ့တော့အောက်ချင်းငှက်တွေရဲ့အကြောင်းကိုပြောပြပေးတော့တာပဲဖြစ်ပါတယ်ခင်ဗျာဒီ blog ကိုကြည့်ရှုပြီးအောက်ချင်းငှက်တွေရဲ့အကြောင်းကိုပိုမိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် channel ကို subscribe like comment share လုပ်ပြီးလဲကူညီပေးကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ